အားလုံးပဲမင်္ဂလာပါအနဲ့ရောင်လမ်းမများပေါ်ကလူတိုင်းနဲ့မကင်းတဲ့အရာ live show အခွေလေးရိုက်ကူးခြင်းဖြစ်ပါတယ်ဒီမှာတော့ရင်စည်းကမ်းလမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်ကျွန်တော်အနေနဲ့မိဘပြည်သူတွေကိုတိုက်တွန်းချင်တာကတော့ကားမောင်းရင်ပဲဖြစ်ဖြစ်ကားစီးရင်ပဲဖြစ်ဖြစ်ကပတ်ပတ်ထားစေချင်ပါတယ်ကပတ်ပတ်ဖို့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်ချမ်းမြေတော့ခြေတံတွေတစ်ချိန်ပြန်ကြရှင်ခွဲနဲ့ချမ်းခဲ့တဲ့အကြောင်းကိုငါတယောက်တည်းချိန်မိခံစားလွမ်းတွေကိုရင်မပိုင်ရင်လားကနေခဲ့သူတွေလားလင်းခွဲရရင်ခုဆက်ချင်ငါပြေကိုအလင်းတဲ့ခုလုံးမထင်မလားချစ်တဲ့သူကိုOh, you don't need your ticket, you're the real occasion in Viva. Do what talking or feet and cha. She called down and you not going to your test and go. Oh, you don't need your ticket, you're the real occasion in Viva. Do what talking or feet and cha. She called down and you not going to your test and go.ချမ်းခဲ့တော့ခြေတံတွေတစ်ချိန်ပြန်ကြရှင်ခွဲနဲ့ချမ်းခဲ့တဲ့အကြောင်းကိုငါတယောက်တည်းချိန်မိခံစားလွမ်းတွေကိုရင်မဖွယ်ရင်လားကနေခဲ့သူတွေလားနေခွဲရရင်ခုံးဆက်ချင်ငါပြေကို